အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာပါနော်ကျွန်တော်တို့နော်ခုတစ်ပတ်တူးရီနော်29ရက်4လ2026နော်29ရက်4လ2026အတွက်ကျွန်တော်ကိုရီမားတွေကိုကျွန်တော်တပတ်စာအခွေလေးရယ်တပတ်စာကျွန်တော်ပတ်တီလေးနော်တပတ်စာပတ်တီလေးကျွန်တော်တင်ပေးမယ်ကျွန်တော်ကိုရီမားတွေကြိုင်းနေတော့တဲ့ဆိုလို့ရှိရင်လာပြီးတော့ထိုးလို့ရမယ်နော်ကျွန်တော်ကိုဒီမှာကစားရရမယ်တပတ်စာအခွေနဲ့ပတ်ပြီးပြောပါလို့ရှိရင်တပတ်စာကျွန်တော်တို့တပတ်စာအခွေနဲ့ပတ်ပြီးကိုပြောပါဆိုရင်29ရက်4လ2026နော်2029ရက်4လ2026ကစပြီးတော့ကျွန်တော်တို့ခွေရမယ်အခွေတော့ခွေရမယ်အခွေကကျွန်တော်တို့90နဲ့946တင်နော်ကျွန်တော်တို့946ကအခွေနော်946က29ရက်4လ2026 946အခွေကျွန်တော်ဇာတို့နော်ဇာတို့ပတိယကျွန်တော်တို့9နော်ဇာတို့ပတိယ9ကဇာတို့ပတိနော်29ရက်4လ2026နော်စပြီးတော့မွေးရမယ်အခွေက946တင်နော်946ကအခွေကျွန်တော်ဇာတို့က9နော်ဇာတို့က9မပြောက်ပတိပေါ့ဗျာနော်အားလုံးမင်္ဂလာပါမွေးကညာလေးပါကစားခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ချက်ပေါက်ကလေးမှာစာပို့ထားလို့ရတယ်နော်ကျွန်တော်အမြဲတမ်းတင်ပေးတယ်နေ့တိုင်းတင်ပေးတယ်နော်ကီးလေးတင်ပေးတယ်လုံးမိုင်းလေးတင်ပေးတယ်လိုအပ်ထားလေးရှိရင်ကျွန်တော်ကိုစာပို့ပြီးတော့မင်းများလို့လည်းရတယ်နော်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကတော့396 2 63 5 8 9နော်ဒါကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်နော်အားလုံးကျွန်တော်မကွေးစားလေးပါအားလုံးကျွန်တော်ဗီဒီယိုတွေ့ရဆိုရင် like and share လေးလုပ်ပေးဖို့လည်းမမေ့ကြနဲ့ဗျာနော်ဟုတ်ပြီလားပါရေရချင်းကစားစီကျွန်မလည်းလုံးဝပြက်ပင်မရှိပါဘူးနော်ကျွန်တော်ရဲ့အခွေတွေပတ်တီးတွေရနော်